အခန်း30မောင်ထိုးမြတ်သည်ရွှေဘူသို့ရောက်၍ဝတ်လုံကတော်နှင့်တွေ့လျင်ဝတ်လုံတော်ရမင်းသည်ရေနံချောင်းမှပြည့်၍မလာသေးရှိရာဝတ်လုံကတော်ကြီးကမောင်တို့ဥတော်မလာသေးဘူးသို့တော်တော်ပြီးလဲပြီးတာပါပဲတော်လဲစာရေးလိုက်ပါပြီမောင်မှလည်းအခောက်ခါလာရတော့အလုတ်ပြည့်အကင်ပြည့်ဖြစ်နေရောမယ်ဒီတော့ဥလာအောင်စောင့်နေပါနဲ့တော့ပြီးလဲပြီးတာပေါ့တော်ရှိသားပဲဒီတော့တပည့်ခါလောက်ပဲတောင်းရမ်းကြပြီတော့ပြောလီမောင်ထိုးမြတ်သည်ငင်းဆန်ရန်မရှိသဖြင့်ဝတ်လုံကတော်ပြောသည့်နေ့တွင်တောင်းရမ်းပြောစေ၍လင်မယားနှစ်ယောက်တို့သည်မန္တလေးသို့ပြန်လာခဲ့ကြလေမန္တလေးသို့ရောက်လေမောင်ထိုးမြတ်မှာမိမိအမကြီးနှင့်လည်းရုတ်တရက်မတွေ့လိုသေးသောတီကားတစ်ချောင်းခင်းစိန်ကြီးအတွက်လည်းဝေယံချမ်းရန်လိုသေးသည့်ကြောင်းမိမိလည်းအလုတ်ဝင်ရန်စိတ်မရှိသေးသည့်ကြောင်းရည်ချောင်းဖြစ်ဆုံး၍ရန်ကုန်သို့သွားကြကုန်၏မောင်ထိုးမြတ်မှာမိမိတယောက်တည်းခီးသွားသည့်အခါဒုတိယဒန်းပြတာစီးရီသွားလေရှိတော်လဲခင်းစိန်ကြီးမှာဖခင်ရှိစဉ်ကားကပထမဒန်းပြတာသွားလေရှိသောကြောင့်ဖခင်ရှင်စဉ်ကားထက်မရုပ်ရွစေရန်ပထမဒန်းဖြင့်စီးရီသွားလေဤသို့တင်းမောနှင့်စုံကြလေရာပခုတ်ကူသို့ရောက်၍တင်းမောလဲညစ်ရန်ဆိုက်ကလေခင်းစိန်ကြီးဦးလေးဝတ်လုံတို့ရမင်းသည်တည်င်းစာတစ်စောင်တွင်သူမခင်စိန်ကြီးလက်ထက်ကြောင်းတွေ့တဲ့ပြည့်မင်းချံမှတင်းမောစီးမိဟုဘုရုတင်းမောပြည့်ဆန်လာရာတင်းမောလဲပခုတ်ကူတွင်ဆိုက်၍အိတ်လေဝတ်လုံတော်ကြီးလဲမိမိတင်းမောမှဆင်း၍မန္တလေးကစာပုတ်တင်းမောတွင်မိတ်ဆွေများပါလေသလိုစာပုတ်တင်းမောမို့သို့တက်လေရာတင်းမောဦးခန်းတွင်သူမခင်စိန်ကြီးကိုမြင်လျင်ဟက်ခင်ဘယ်လိုလဲနင်တို့မြင်တယ်ရန်ကုန်သွားမယ်လို့ပြောရထောမြရောအောက်ခဏဆင်းသွားတယ်ဦးလေးရဲ့ဘယ်နဲ့နင်သူ့ကိုကြိုက်တယ်လဲငါဘာဖြစ်လို့စာမပေးကြတယ်လဲတော်နဲ့ကူထုံးမြတ်ကစာပေးကြတယ်ပြောတာပဲဦးလေးရဲ့ပြီးတော့လေဖေဖေရှိစဉ်ကဖေဖေကဒီလူယုံပြီးအိတ်လက်သက်ခံလို့ဖြစ်တာပဲခုပြောစမ်းရင်မောင်ထုံးမြတ်လဲဝင်လာရဲ့အလိုဦးလားကဒုနဲ့ပါလာသလားနေရာကြလိုက်တာခမများဟုပြောလျက်လက်ကူဆွဲရင်နှုတ်ဆက်မိဟုလက်ကူဆက်ရာဝတ်လုံကြီးသည်မမြင်ချင်းပြည့်၍ခင်စိန်ကြီးဥရုစကားတော်ကိုပြောစရာရှိလို့အပြေခဏသွားလိုက်ပါဟုပြော၍ခင်စိန်ကြီးထားသွားလျင်ဘယ်နဲ့လဲမောင်ကကြုတ်မရှိတော့ကြုတ်ရီသွားပြီးဘယ်နဲ့ကြောက်ကြုတ်လူမောင်တိတ်တိစိတ်လက်ထက်ရပါသလဲဘုံမလေးမောင်ထုံးမြတ်မှာယူသားဖြောင်းမှန်သောသဘောရှိ၍လူတစ်ဖက်သားကိုမတရားသဖြင့်ကြံစီဖူးသည်မရှိတော့ရအလင်းပင်တုံလို့ခြင်းမရှိတော့လဲရောစာအော်လာရဲ့ဦးမိတ်ရှိတာကျွန်တော်နားမလည်မိပါဘူးခုပြောလျင်ဘာနားမလည်စရာရှိတဲ့မောင်အုတ်ထိတ်သူမရှိတဲ့အကိုင်းမောင်နဲ့ဂုံချင်းမတူတဲ့မိန်းကလေးလူကိုပုံရှိုးကွယ်ရှိုးဖမ်းအောင်တွေးဆောင်ပြီးကြံစီတာကောင်းသလားခေစိန်ကြီးပေါ်၌ကျွန်တော်ဘယ်နေရာမှာပုံရှိုးကွယ်ရှိုးကြံစီခဲ့တယ်မရှိပါကလားခမညာဦးကြားလွဲပါလိမ့်မယ်ကျုပ်ဘာကြားလွဲရမလဲကျုပ်မှလုံးမကြားရဘူးတည်င်းစာထဲမှာတွေ့လို့ကျုပ်သိရတယ်ခေစိန်ကြီးကကောင်းမှပြီဆိုတဲ့နောက်ဦးစီကိုကျွန်တော်အကျိုးကြောင့်စာရေးထည့်လိုက်ပါတယ်တကယ်ဆိုတော့ဦးကကျွန်တော်ကိုရေးလုပ်ပြီးစာမပြန်တဲ့အတွက်ဦးကိုကျွန်တော်ကတော့ပြစ်တင်မှုရှိပါတယ်စာထဲဘာရေးထည့်လိုက်လဲခင်စိန်ကြီးကတဘောသူကြောင်းကျွန်တော်မှဥစ္စာကျင်းဝင်မြင်းများရှိကြောင်းကျိုးလူဦးလုံးကမြန်ပြီးစည်းချင်တဲ့အကြောင်းဒီစာကိုဘလို့လိတ်တက်လဲဒီစာရေးပြီးဝတ်လုံတော်ကြီးကသူ့ထက်လိုက်မယ်ဆိုလို့သူ့လက်ကိုကျွန်တော်အပ်လိုက်ရတယ်နောက်ပြီးတော်ကစာရေးခေါ်လို့ကျွန်တော်ရွှေဘူရောက်တော့လဲသူပြီးရင်ပြီးပါတယ်သူတဘောတူရင်ဦးတဘောတူတာနဲ့တူတူပါပဲလို့ပြောပြီးတော်ပဲရစ်တတ်မှတ်ပါတယ်မောင်ပြောတာမှန်ပဲလားယူရတော့မှာလားကျွန်တော်တခုစီရင်ခံပြရစီကျွန်တော်ဦးတို့ထက်ဂုံတီညက်ရတဲ့လူတယောက်လို့ထင်မှာတော့သို့တော့လူတစ်ဖက်သားပေါ်၌ကောက်ကျစ်ဆင်းတဲ့လေပြောဆိုတတ်တယ်လို့ဖြစ်ကျွန်တော်ထင်မခံရပါစေနဲ့ဒီเจ้าတွေဦးမသိသေးမှန်းကျွန်တော်အခုဦးပြောမှသိရပါတယ်ကဲဒါပဲရှိပါစေတော့ဒါဖြင့်မောင်တို့ကဘက်နေကြဒီလောက်တောင်အလင်းလူရတယ်ခင်စိတ်ကြီးမှတနည်းရတယ်အိပ်ရောက်လို့ကျုပ်တောင်ရင်းနေချောင်းမပြန်သေးဘူးတကယ်လောပဲလောတယ်ကျွန်တော်တဘောတိုင်းတာဖြစ်ခင်စိတ်ကြီးကကောင်းမှပြီဆိုတဲ့နေ့ကပဲကျွန်တော်တခါလေးခေါ်ချင်ခဲ့တာပဲဒီလူခေါ်ခင်လေခင်စိတ်ကြီးစိတ်ချမ်းသာဖို့ပါပဲအလူဟုတ်ပါမလားမောင်ဒါနဲ့ပြောစမ်းပါဦးဘာဖြစ်လို့လဲကျွန်တော်တိတိလောက်ပြောရင်ဦးစိတ်မချမ်းသာပြီဘူးပြောမှသာပြောပါတိပြရစီဒီနေ့တော့အမှုလိုက်ရင်ရွှေဘူရောက်တော့ဦးတို့ခင်စိန်ကြီးတို့ကပဲရောက်တဲ့အခါဝင်ပါလို့ဖိတ်ထားတဲ့အတိုင်းရောက်လို့မှမဝင်ဘူးဆိုတော့ကျွန်တော်ရိုင်းရကြမှာဆိုလို့အိမ်ဝင်တော့ခင်စိန်ကြီးနစ်စင်ညင်စင်ခံနေရတာကျွန်တော်သိရရောဘယ်နဲ့ပြောရဲမောင်နစ်စင်ညင်စင်ခံနေရတယ်ကျွန်တော်ပြောချင်ပါဘူးဦးရဲ့ပါးတော်ချခံရရှာတယ်ဟုတ်ပြောရဝတ်လုံကြီးတွေအလော်တရားအော်လေးရှိနေလင်းကျွန်တော်သိရတာမှလဲဦးသားကလေးကတွတ်တီတာနဲ့ပြောလို့သိရတာပါခင်စိန်ကြီးကတော့
ပြောတာမဟုတ်ပါဘူးကလေးကပြောတော့လဲသူခင်ဗျာဘယ်ကွယ်နိုင်တော့မလဲစဉ်းစားကြည့်ပါဦးရဲ့ခမည်းမှာဖခင်တည်ပြီးအားကိုးရာမဲ့ဖြစ်ပြီးနေရှာတဲ့အခိုက်မှာဒီလိုဖြစ်ရတယ်ဆိုတော့ကြားရတာဘယ်သူမတနာပဲနေနိုင်ပါမလဲကျွန်တော်လည်းဒီလိုကြားရချင်းခေစင်ကြီးပေါ်မှာအင်မတန်ကိနာအားကြီးလို့ယူကျုံများဖြစ်ပြီးဒီလိုအဖြစ်ကလွတ်အောင်ကြံစီမဲလို့အောက်မေ့တော့ကျွန်တော်တက်နိုင်တဲ့နေ့ကဒီတနည်းပဲကြည့်လို့မြင်တယ်ဒီတော့ကျွန်တော်ဒီနည်းကိုပဲခင်စင်ကြီးကိုပြောပြရပါတယ်ဒါဖြစ်မောင်သွားတော့ကတော့ဒီလိုကြံစီနေတော့တာမဟုတ်ဘူးပေါ့လေမကြံစီမှုမှာဘူးဦးရဲ့ဒီလိုကြားရတာတော့မှကျွန်တော်ရုပ်တရက်ကြံရပါတယ်ဒါဖြစ်မောင်ကကြိုက်လို့မဟုတ်ဘူးတနာလို့ပေါ့လေဦးမင်းမဲလေမောင်ထုံးမြတ်တီနန်းငယ်ရှစ်တော်မျက်နှာနဲ့ဒီဟာမျိုးဆိုတာယောက်ျားချင်းပြောလို့ရှိတဲ့ဟာမျိုးမဟုတ်ပါဘူးဦးရဲ့သူ့တော့ဦးကမေးလို့ရှိမှပြောရတာပေါ့ခင်စင်ကျူကျွန်တော်ကတနာရုံမကောက်ပါဘူးအစကတည်းကကိုကြိုက်ရဲကြိုက်မိပါတယ်သူ့တော့ကြိုက်လို့လဲတည်စီကမှဒီလိုကြံစီဖို့မှမထင်ပါဘူးကံအားလို့သာရွှေဘူရောက်သွားတော့ဒီလိုအကြောင်းကြားလို့သာကျွန်တော်ကြံစီမိပါတယ်ကျွန်တော်နဲ့မတန်ဘူးဆိုတာတော့ကျွန်တော်သိပါရဲ့ဟုတ်လေဟုတ်သားပဲသူ့တော့စက်ကဲကြီးသမီးနဲ့ရတဲ့ရှစ်နေတွေတော့အပုံမှားပဲဦးရဲ့သူ့ဖခင်လက်ထက်ကနေတိုင်းခဲ့တယ်လို့မောင်ကထားနိုင်ပါမလားကျွန်တော်တို့ရန်ကုန်ကပြည်ရင်စက်ကဲကြီးနေရတဲ့အိမ်မှာပဲနေမှာပဲအစီခံတွေအခြေရတွေတော့အရင်ကလိုမများနိုင်ပြီဘူးပေါ့လေဒီเจ้าတွေကိုကျွန်တော်ပထမကတည်းကခင်စင်ကြီးကိုပြောပြပါတယ်သူတဘောမတူဘူးဆိုရင်ငင်းပယ်နိုင်ဖို့အခွင့်လည်းရှိပါတယ်ကျွန်တော်မှစူဆောင်းပြီးပစ္စည်းဘယ်လောက်ရှိတယ်ကျွန်တော်တလောက်ဘယ်လောက်စီးတယ်ဆိုတာဝက်လုံတို့ကြီးကိုလည်းကျွန်တော်ပြောပြပါတယ်ကျွန်တော်နှစ်ဖြန်တည်သွားမယ်ဆိုရင်ဗန်ဒူးကြီးပဲတလ100ကျော်လောက်ခင်စင်ကြီးရဖို့ရှိပါတယ်ဒီเจ้าကိုဥစီကျွန်တော်ရေးတဲ့စာထဲမှာထည့်လိုက်ပါတယ်ခုပြောရဝက်လုံကြီးကမုံထုံးမြတ်ဤစကားကိုကြားရင်အတန်ငယ်စဉ်းစားလျက်နေလေထို့နောက်မုံထုံးမြတ်ဒီတော့ဦးကကျွန်တော်ကိုပုံရှုကေရှုနဲ့ကြံစီတယ်လို့ဆော့စဲတာဦးနဲ့အလေးမလူပေးဘူးလားဟိုပြောရင်ဝက်လုံကြီးတွေထိုင်ရမှထွက်ရင်မောင်ထုံးမြတ်လက်ပေးလေခုဒီတော့မောင်လေးကိုကြုံမဆွဲပဲနေမိပါလေတယ်အခုတော့မောင်ကကျုပ်လက်ကိုမဆွဲချင်ဘူးလားမပြောတတ်တော့ဘူးကျုပ်ကကျုပ်မမဲတည်ရင်ဝခံတတ်တဲ့လူတယောက်ပါဒီတော့စောစောမောက်ကိုစုပ်စဲမိတဲ့ပြင်မားပါတယ်လို့ဝခံခဲ့ပြီးမောင်ပြုတ်လို့ပုံများကိုကျုပ်အပုံကြီးချီးမွမ်းမိပါတယ်ခေစင်ကြီးဟောဒီမဲ့ငါအစတွေ့တုန်းကတော့နင်းယောက်ျားကိုထိုးမြအောင်ကြံမိတယ်အခုတော့မဟုတ်ထိုးချင်တဲ့ပြင်သူ့ကိုချီးမွမ်းပြီးပြန်မရပေးတော့မယ်ဒီလိုယောက်ျားအင်တန်ရှားတယ်တော့ကျူစားပြီးသူ့တည်ငင်ခံသူ့ကိုပြုစုရဲ့ကဲဦးလေးသွားအောင်မယ်တူမကြီးနဲ့တူကြီးအခန်း30ပြီးပါပြီ